ဒီ comment လေးကိုကျွန်မဒီနေ့ reply ပြန်ပေးမယ်ပေါ့နော်သူကဘာရေးထားလဲဆိုတော့ဆီယာမာတဲ့သမီးတဲ့လက်စွပ်ပြောက်သွားတာတဲ့ထွင်ကားရွတ်တာတဲ့ညနေတဲ့ပြန်တွေ့တာတဲ့ကျေးဇူးတင်ပါတယ်တဲ့ oh my god နော်အခုလိုเนาะဆရာမကိုပြန်ရေးပြီးတဲ့အတွက်ပေါ့နော်ပြန်တွေ့ချောင်းလေးပြန်ပြောပြီးတဲ့အတွက်ထူးကျေးဇူးတင်ပါတယ်အဲ့တော့ကျန်တဲ့သူလေးတွေလည်းအမှတ်မထင်ပေါ့နော်ဆရာမတွေ့ရတယ်ဘယ်မှာလဲဆိုရင်မနေ့က3,000 တန်ကားရဖို့အတွက်ဆိုတဲ့ခေါင်းစဉ်နဲ့ဆရာမတင်လိုက်တဲ့အခါမှာတယောက်ကလေသူ့ကားကခိုးခံရတယ်တဲ့ကားခိုးခံရတယ်အဲ့တော့ကိုကားကိုပြန်ရကားကြီးတစ်စီးလုံးကိုခိုးခံရတယ်နော်ဆိုတော့မကြောက်ဘူးဒီလားနော်စိုက်ကဲခိုးခံရတယ်လို့စပိန်ခိုးခံရတယ်လို့ပဲကြောက်ဘူးကားအခိုးခံရတယ်လို့ဆိုတော့မကြောက်ဘူးအဲ့တော့ तू ကလိုင်စင်နဲ့ကားလေးတစ်စီးပြန်ရပါစေဆိုပြီး तू ဆူတောင်းတာကိုတွေ့တယ်အဲ့တော့ကို့မှာပျောက်သွားတဲ့ပစ္စည်းလေးတွေရှိတယ်ဆိုလို့ရှိရင်เนาะယုံယုံကြည်ကြည်နဲ့เนาะရွတ်ပါအဲ့တော့ဆ iam နဲ့အတူတူရွတ်အောင်เนาะတကယ်လို့ကိုကအခုပျောက်နေတယ်ပြန်မရသေးဘူးဆိုရင်ဒီနေ့ဂျွန်6ရက်နေ့မှာကဲဆိုအောင်ထွင်ကငါပျောက်သွားတဲ့เนาะဒီလက်စွပ်ကလေးအမြန်ဆုံးပြန်တွေ့ပါစေငါပျောက်သွားတဲ့ကားလေးအမြန်ဆုံးပြန်တွေ့ပါစေစသဖြင့်ပေါ့နော်ကိုပျောက်သွားတဲ့ပစ္စည်းလေးကိုထည့်ပြီးတော့အမြန်ဆုံးပြန်တွေ့ပါစေဆိုပြီးတော့အားတိုင်းနားတိုင်းဆိုပြီးပါဆရာမဒီမှာမောလာတော့လေမထနိုင်ဒီမှာအဲ့ဒါရှေ့မှာငုံတုတ်ထိုင်ရင်းနဲ့ဒီ comment လေးကို reply ပြန်ပေးတာအဲ့တော့ဒီ comment ပိုင်ရှင်လေးလည်းကိုပြောက်သွားတဲ့လက်စုပ်ကလေးကိုပြန်တွေးပြီးဆိုတော့ကြတော့နေတိုင်းထွင်ကားရွတ်ပါထွင်ကားရွတ်ရင်းနဲ့မိမိမှာဘာလေးတွေရလာတယ်လဲဆိုတာကိုเนาะဆရာမကိုလာကြွားပေးပါလို့เนาะကြွားလေးပူရလေးပဲเนาะအဲ့ဒါဆရာမဘာလို့ကြွားခိုင်းတာလဲဆိုတော့နောက်ထပ်ကောင်းမွန်တာတွေရောက်လာဖို့အတွက်ဆွေးနွေးနေတာပါလို့ဆရာမပြောချင်တယ်ပေါ့နော်နောက်ပါလဲဆိုလို့ရှိရင်တချို့ကမယုံကြည်ဘူးမယုံကြည်ပေမဲ့လည်းတချို့လုံးမိသွားတယ်လုံးမိတော့သူတို့ဖြစ်ချင်တဲ့ဆန္ဒလေးတွေရသွားပြီဆိုရင်ဆမကိုဘာလေးတွေပြောကြလဲဆိုတော့မယုံတဝဲနဲ့လှုပ်လိုက်တာတဲ့ခဏသူတို့လာပြီးတော့အဆင်ပြေသွားတာတွေ့တယ်ပေါ့နော်ယုံတယ်လို့ဖြစ်လာပြီကဲယုံသည်ဖြစ်စေမယုံသည်ဖြစ်စေကိုမှဘာမှနော်ဒီကုန်ခန်းသွားတာမရှိဘူးအားတိုင်းထွင်ကားရွတ်လိုက်ပါနော်ရွတ်ကြည့်လိုက်ပါအခက်ခဲပေါင်းမျိုးစုံကိုသူကဖြည့်ရှင်းပေးနေတာတွေ့ရပါတယ်နော်ဒီကျမ်းမာရေးလဲကူညီပေးတယ်ငွေကြီးရေးမှမဟုတ်ဘူးဈေးရောင်းတဲ့သူတွေမှမဟုတ်ဘူးနော်အားလုံးနော်ထွင်ကားယူရင်းနဲ့ပြောင်းနေတဲ့ပစ္စည်းလေးတွေဒီနေ့မှပြန်တွေ့ကြပါစေ Happy birthday